နာတတ္ထာပညာဝိရိယတို့ကြောင့်ဒီနေ့ဒီရက်ဒီချိန်ကာလကစပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းပြည့်စုံစွာနဲ့မိဘဆရာသမားနဲ့အသိပညာအတတ်ပညာတို့ကိုကောင်းစွာသင်ယူမှတ်သားပြီးတော့ဆရာမိဘဂုဏ်ကျေးဇူးကိုပြန်လည်ပေးဆက်နိုင်သောအမျိုးကောင်းသားအမျိုးကောင်းသမီးတို့ဖြစ်ကြပါစေကြလိုက်ဆိုသားတို့သမီးတို့အားလုံးဗန္တိတန်တာရဝတ္တဒုက္ခတောမောဇနထာယတိတရဏိနသဟပင်စသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေဘန္တိအရှင်ဘုရားတပည့်တော်မတို့အားသန္တရာဒီဟုသောဝတ်ဆင်းရဲဒုက္ခအပေါင်းမှကျွတ်လွတ်ပါရလိုခြင်းအကျိုးငါသရဏဂုံသုံးပါးနှင့်တကွသင်္ဃာငါးဓာတ်နှင့်ပြည့်စုံသောသီလတော်မြတ်ကိုပေးသနာတော်မူပါဖရာယမဟံဝဒာမိတံဝရိထနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတိတရဏဂမနံပရိဘုံနံပါဏာတိပါဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိသူတစ်ပါးအသက်ကိုသတ်ဖြတ်ခြင်းညှင်းဆဲခြင်းမှရှောင်ကျဉ်ပါ၏အရှင်ဘုရားအဒိနာဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိနေုံသားတို့အားလုံးသမီးတို့ခုနကဘုံဘုံကချပေးတာအဒိနာလို့ချပေးတာနော်သားတို့ကဘာလို့အဒိနာလို့ဆိုတာလဲဟမ်နော်အဲ့ဒါ
စာကိုအဲ့ဒါလို့မတိမကြလို့ရင်နော်ဒါတို့စာမွဲဖြေတဲ့အခါကျတော့အဲ့ဒါလို့စလုံးပေါင်းတွေကြနေရင်စာမွဲအောင်မလားစာတတ်ပါမလားမတတ်ဘူးเนาะအခုဘုန်းဘုန်းတို့ပါဠိစာမှာလဲအဒိနာကိုအဒိနာလို့ရင်စာတွေပြောင်းပြန်ဖြစ်သွားမယ်เนาะသူများမပေးတာကိုမယူဘူးဆိုတာကြီးကိုမပေးပေးယူမယ်ဖြစ်သွားမယ်เนาะအဲ့တော့သိချပြန်ဆိုเนาะအဲ့တော့ဆရာဆရာမတွေလည်းဂရုစိုက်ဖို့ကောင်းတယ်အဲ့တော့ကလေးတွေကိုသင်တဲ့နေရာကြာကြာနာနာသင်ဖို့ကောင်းပါတယ်အဲ့တော့အားလုံးသိသိချာချာပြန်ဆိုမယ်ဘုံဘုံဆိုတာအားလုံးမှတ်ထားအဒိနာဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိသူတစ်ပါးမပေးသောပစ္စည်းဥစ္စာကိုခိုးယူခြင်းဝဲယူခြင်းမှရှောင်ကျင်ပါ၏အရှင်ဘုရားကာမိတုမိစ္ဆာသာရဝေရမဏိသိက္ခာပဒံသမာဓိယာမိသူများသားမယားကိုပြစ်မှားခြင်းစော်ကားခြင်းမှရှောင်ကျင်ပါ၏အရှင်ဘုရားမုဒ္ဒဝါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိကြံတန်သောစကားသိမ်ချင်းသောစကားဂုံတိုက်သောစကားလိမ်ညာသောစကားတို့ကိုပြောဆိုခြင်းမှရှောင်ကျင်ပါ၏အရှင်ဘုရားသုရာမေရယမေဇဗမာဒဋ္ဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိမူရစ်စီဒတွေဝေဒထိုင်းမိုင်းတတ်သောအယက်သေးစာတောက်စားခြင်းမှရှောင်ကျင်ပါ၏အရှင်ဘုရားဣဒံမေပုံညံအတဝေခယံဝဟံဟောတုဣမံပုံညဘာကံသဗ္ဗတတ္တနံဓိမာတိကရဏိနသဟပေစင်္ဂသီလံသာရုကံကတဝဓမ္မံအပမဒိနသံပါတိထာကဲအားလုံးတတရောမိမိတို့ကိုဘုံဘုံကဒီနေ့ဩဝါဒပေးမှာဘာပေးမှာလဲဩဝါဒဆိုတာဘာလဲအဆုံးအမဟုတ်လားဘာပေးမှာလဲအဆုံးအမဆိုတာကမိမိကိုလိမ္မာအောင်ပြောတာလားမိုက်အောင်ပြောမှာလားဟုတ်ပြီဒါဖြင့်အဆုံးအမကိုသားတို့သမီးတို့ကလိုက်နာရမှာလားဆန့်ကျင်ရမှာလားအဆုံးအမကိုဘာလုပ်ရမလဲဟုတ်ပြီဒါဖြင့်သားတို့မိမိတို့ကိုအဆုံးအမပေးနိုင်တာလောကမှာကျေးဇူးရှိတဲ့အနန္တောအနန္တ၅ပါးဆိုတာကြားဘူးလားအနန္တောအနန္တောအနန္တ၅ပါးဆိုတာဘာခေါ်တာလဲဟုတ်ပြီဟုတ်ပြီဖရာရဲ့အနန္တောအနန္တအနန္တောအနန္တဆိုတာကျေးဇူးရှိတဲ့ကျေးဇူးရှင်9ယောက်ကျေးဇူးရှင်ဘယ်နှယောက်လဲကျေးဇူးတွေတဲ့တသားတို့မိမိတို့ပေါ်မှာအများကြီးရှိတဲ့ကျေးဇူးရှင်ဘယ်နှယောက်လဲ9ယောက်ကျေးဇူးရှင်ဆိုတာကကိုယ့်အတွက်ကောင်းကျိုးပေးတဲ့လူကိုပြောတာလားဆိုးကျိုးပေးတဲ့လူကိုပြောတာ
ဟုတ်ကဲ့လားသားသားတို့ဆရာသမားတွေကသားသားတို့ကောင်းကျိုးပေးရလားဒုံကြီးတွေလည်းမရိုက်ဘူးလားဟာဒုံနဲ့ရိုက်တာကောင်းစေခြင်းလို့လားဆိုးစေခြင်းလို့လားဆရာမတွေကမကျေနပ်လို့ရိုက်တာလားသားတို့ကနားမထောင်လို့ရိုက်တာလားဟုတ်ပြီနော်အဲ့တော့ကျေးဇူးရှင်ကိုယ့်အတွက်ကျေးဇူးရှင်ဆိုတာကိုယ့်အတွက်ဘယ်လိုပေးတာလဲကောင်းကျိုးပေးတာကိုယ့်အတွက်ကောင်းကျိုးပေးသူကိုပါခေါ်လဲကိုယ့်အတွက်ကောင်းကျိုးပေးတဲ့လူကိုကျေးဇူးရှင်ဘယ်နှယောက်ရှိလဲ9ယောက်ဘယ်သူတွေလဲဘုရားဟုတ်ပြီနော်အဲ့တော့ဒါဖြင့်ဘုရားဆိုတာဘာခေါ်လဲဒီရုပ်ထုကြီးကဘုရားလားဒါဒီရုပ်ထုဆိုတာဦးဇင်းတို့ကျေးဇူးရှင်ဘုရားကိုရည်မှန်းပြီးကြတော့ဒီဘုရားပါလေကျေးဇူးရှင်ဘုရားကိုရည်မှန်းပြီးခေါ်ကြတော့ဒါဖြင့်ဘုရားဆိုတာဘယ်သူလဲဆိုတော့သားသားတို့မိမိတို့ကိုလိမ္မာအောင်ဆုံးမတတ်တာကိုဘာခေါ်လဲဘုရားမှတ်တာသားတို့သမီးတို့ကိုလိမ္မာအောင်ဆုံးမတတ်တာဘယ်သူလဲလမ်းမှန်ကိုပြတာဘယ်သူလဲဒါဖြင့်နှစ်ခုပဲမှတ်မယ်တစ်ကဘုရားသည်ဘာလုပ်တတ်လဲလိမ္မာအောင်ဆုံးမတတ်တယ်နှစ်ကလမ်းမှန်ကိုပြတတ်တယ်ဟုတ်ပြီလားသားတို့သမီးတို့ကိုဘုရားကဘာလုပ်လဲလိမ္မာအောင်ဆုံးမတယ်လမ်းမှန်အောင်ပြတယ်အဲ့တော့လမ်းမှန်ပြပြီးလိမ္မာအောင်ဆုံးမတဲ့အတွက်ဘုရားဟာသားတို့သမီးတို့အတွက်ကျေးဇူးရှိသလားဟောကျေးဇူးဘာကြောင့်ရှိလဲလမ်းမှန်ပြလို့ပါဘုရားလိမ္မာအောင်ဆုံးမလို့ပါဘုရားဟုတ်ပြီလားဘုရားဟာသားတို့သမီးတို့အတွက်ကျေးဇူးရှိလားဘာကြောင့်ကျေးဇူးရှိတာလဲလိမ္မာအောင်ဆုံးမတတ်တယ်လမ်းမှန်ကိုပြတတ်တယ်ဟုတ်ပြီလားနောက်တစ်ခါတရားကရောသားတို့သမီးတို့အတွက်ကျေးဇူးရှိသလားတရားကလည်းဘာကိုပြောလဲလိမ္မာအောင်ဆုံးမတယ်လမ်းမှန်ကိုပြတယ်ဘယ်နှခုလဲသားတို့သမီးတို့သိချဆိုတော့တစ်ကဘာလို့လဲလိမ္မာအောင်ဆုံးမတယ်နှစ်ကလမ်းမှန်ကိုပြတယ်ဘုရားကလည်းလိမ္မာအောင်ဆုံးမတယ်လမ်းမှန်ကိုပြတရားကလည်းလိမ္မာအောင်ဆုံးမတယ်လမ်းမှန်ကိုပြဒါဖြင့်သံဃာဆိုတဲ့ဘုန်းဘုန်းတို့အောင်လိမ္မာအောင်လမ်းမှန်ကိုပြဒါဖြင့်ဘုရားတရားသံဃာဟာကျေးဇူးမရှိဘူးလားဘာလို့ကျေးဇူးရှိတာလဲလိမ္မာအောင်ဆုံးမတယ်လမ်းမှန်ကိုပြတယ်ဟုတ်ပြီမေမေဖေဖေတို့ကရောကျေးဇူးရှိသလားဒါပေမဲ့မေမေဖေဖေတို့ကတော့သားတို့သမီးတို့ကိုဘာလုပ်လဲလိမ္မာအောင်ဆုံးမတယ်လမ်းမှန်ကိုပြဟုတ်ကဲ့လားဖေဖေမေမေတို့ကတော့သားတို့ကိုလမ်းမှန်မပြဘူးလားအခုကြောင်းမတက်ခိုင်းဘူးလားကြောင်းတက်ရတာကောင်းလားကြောင်းတက်တော့ဘာကျေးဇူးများလဲစာတွေမတက်ဘူးလားစာတက်တော့လိမ္မာတာမိုက်တာခွဲခြားလို့မရဘူးလားအကောင်းနဲ့အဆိုးမသိရဘူးလားအမှားအမှန်တွေမသိရဘူးလားဒါဖြင့်ဖေဖေမေမေတို့ကြောင်းပို့တာကသားတို့ကိုလိမ္မာစေခြင်းလို့လားမိုက်စေခြင်းလို့လားလမ်းမလျှောက်စေခြင်းလားလမ်းမှန်လျှောက်စေခြင်းလားဒါဖြင့်သားတို့ကိုကြောင်းပို့တာဟာမေမေဖေဖေတို့ကကျေးဇူးရှိမရှိဟုတ်ပြီနော်ဒါဖြင့်မေမေဖေဖေကျေးဇူးရှိတော့ကြောင်းရောက်တော့ဆရာဆရာမတွေကသားတို့သမီးတို့ဘာပြောလဲတော့လိမ္မာအောင်ဆုံးမတယ်လမ်းမှန်ကိုပြတော့ဆရာဆရာမတွေရောကျေးဇူးမရှိဘူးလားဒါဖြင့်ငါတို့အတွက်ကျေးဇူးရှိတာလောကမှာဘယ်နှယောက်ရှိလဲဘယ်သူတွေလဲဆရာသံဃာမိဘဆရာအဲ့ဒီ9ဦးလုံးကသားတို့သမီးတို့ကိုဘာတွေပေးလဲလိမ္မာအောင်ဆုံးမတယ်လမ်းမှန်ကိုပြဟုတ်ကဲ့လားဟဲ့အဲ့တော့လိမ္မာအောင်ဆုံးမတယ်ဆိုတော့ပထမ1နော်သီလရှိရမယ်တဲ့ဘာရှိရကဲသီလဆိုတာဘာလဲ
သာတို့တော်တယ်အဲ့လိုသိတာပြရမှာနော်သီလဆိုတာမြန်မာလိုပြောမယ်သာတို့သမီးတို့အားလုံးမှတ်ထားသီလဆိုတာစီကံသီလဆိုတာသီလဆိုတာဒါဖြင့်သာတို့သမီးတို့ဘာရှိရမလဲစီကံရှိရမယ်ကျောင်းမှာကျောင်းစီကံနဲ့မနေရဘူးလားကျောင်းချိန်နောက်ကျပြီးမှကျောင်းရောက်ရင်မလုပ်ခံအရိုက်ခံရမယ်အဲ့ဒါဘာမရှိလို့လဲစာသင်နေချိန်မှာကစားနေရင်ရိုက်ခံရမယ်ဘာမရှိလို့လဲကျောင်းတက်ချိန်မှာကျောင်းပြေးရင်အရိုက်ခံရမယ်ဘာဖြစ်လို့လဲဒီတိုင်းပဲကျောင်းမှာသားတို့စီကံဖောက်ရင်အပြစ်ပေးမခံရဘူးလားကဲအရာထဲမှာစီကံဖောက်ရင်ကောအပြစ်ပေးခံရမယ်ဟုတ်ပြီနော်ဒါဖြင့်သားတို့စီကံရှိဖို့မလိုအပ်ဘူးလားအဲ့တော့ကျောင်းမှာကျောင်းစီကံဖောက်ရင်အပြစ်ပေးခံရသလိုအရာထဲမှာစီကံဖောက်ရင်အရာကအပြစ်ပေးမယ်ဟုတ်ကဲ့လားကောင်းပြီဒီတော့ကဲခုလူဘဝကြီးထဲမှာစီကံဖောက်ရင်သားတို့သမီးတို့ကဒီတိုင်းပဲငငယ်လေးလိမ္မာလားကြီးလာမှာလားကြီးလာရင်လူမှုစီကံနေရှိဖို့မလိုဘူးလားဒါတော့ကဲသားတို့သမီးတို့စီကံရှိဖို့အတွက်သူများအသက်တတ်ရမှာလားမတတ်ရဘူးလားသူများအသက်ကိုကသူများအသက်ကိုအဲ့ဒါစီကံအဲ့ဒါပါလေစီကံသားတို့သမီးတို့အသက်ကိုသူများတတ်တာကြိုက်လားကဲဒါဖြင့်သားတို့သမီးတို့ကိုသူများကနှိမ့်ဆက်တာကြိုက်လားမကြိုက်ရင်ကိုယ်ကလည်းသူများကိုမနှိမ့်ဆက်ရဘူးကိုယ်သက်တတ်တာကိုကြိုက်သလားမကြိုက်ရင်သူများအသက်ကိုမတတ်ရဘူးအဲ့ဒါဘာခေါ်လဲစီကံဟုတ်ကဲ့လားကဲသူများအသက်တတ်ရင်လောကမှာသူများအသက်တတ်တဲ့လူတွေဘယ်ထဲရောက်သွားလဲထောင်ထဲရောက်သွားတာအပြင်မှာကြဘယ်ရောက်သွားထောင်ထဲရောက်သွားတာနော်တန်တရားမှာကြတော့သားတို့ပြောတဲ့ခုနပါတော့အမေသူတို့ဒေဦးတောင်သိနေပြီနော်ငရဲရောက်မှာဟုတ်လားဘယ်ရောက်မှာလဲငရဲဆိုတာဘာလဲသိလားသားတို့ကိုဒေအိုးကြီးထဲမှာထည့်ပြီးတော့လေသားတို့သမီးတို့ကိုဒေအိုးထဲမှာအသီးရွက်တွေထည့်ကြော်တာမြင်ဘူးလားကဲအသီးရွက်စိမ့်စိမ့်လေးတွေဒေအိုးထဲထည့်ကြော်လိုက်တော့ဘာဖြစ်လို့နွမ်းပြီးတော့လိတ်ခွေသွားတာမဟုတ်လားအသားတွေထည့်ကြော်တော့ဒီသားတွေကဒီတိုင်းနေတာလိန်သွားတာဘာဖြစ်လို့လဲပူလို့နော်ပူကျက်သွားတာဟုတ်လားအဲ့တော့သားတို့ကိုဒေအိုးထဲထည့်ကြော်တာခံနိုင်မှာမလားမခံနိုင်ရင်သူများအသက်ကိုမတန်းနဲ့ဟုတ်ပြီလားဟုတ်ကဲ့လားကိုယ်သက်တတ်တာကြိုက်သလားမကြိုက်ရင်သူများအသက်တတ်ရမလားသူများအသက်ဆိုတာဘယ်အသက်မှပျောစိတ်ကလေးရစမတတ်ရဘူးနော်ပျောစိတ်ကလေးရောသိခြင်းမလားသားတို့ရောမသိခြင်းပျောစိတ်ကလေးအသက်လဲကြဘိုးအသက်လဲဟုတ်ပြီနော်အဲ့တော့ကောင်းပြီသားတို့သမီးတို့သူများအသက်ကိုမတတ်ရသူများအသက်တတ်တဲ့လူပဲရောက်မလဲဒေအိုးရောက်လောကမှာအပြင်မှာအခုနိုင်ငံရဲ့ဥပဒေအရဆိုဘယ်ထဲရောက်ထောင်ထဲရောက်တာကောင်းလားခုသားတို့သွားခြင်းရသွားလို့မရဘူးလားထောင်ထဲရောက်တဲ့လူကသွားခြင်းရသွားလို့မရဘူးအခုသားတို့သမီးတို့ကမမေဖေဖေတို့ကြွေးတာစားခြင်းရစားလို့မရဘူးလားထောင်ထဲရောက်တော့စားခြင်းရစားလို့မရတော့ဟုတ်ပြီနော်ဒါဖြင့်အပြစ်သိမလားမသိဘူးလားကဲဒါဖြင့်သူများအသက်မတတ်တဲ့လူဟာချမ်းသာမလားဆင်းရဲမလားဟုတ်ပြီနော်ဘာရှိလို့လဲစီကံရှိလို့ဘာရှိလို့လဲအဲ့တော့သားတို့စီကံရှိနေဖို့မလိုဘူးလားကဲကျောင်းမှာလဲဘာစီကံလိုက်နာကျောင်းစီကံဆိုကျောင်းချိန်မှန်မှန်တက်ရမယ်စာမှန်မှန်ကဲသားတို့ကစီကံမရှိလို့တနေ့စာကိုမှန်မှန်မကျက်ဘူးဆိုရင်စာမဝဲဖြေနိုင်ပါ့မလားစာတွေကိုတစ်နေ့လုံးစာမဝဲဖြေကနီးမှစုကျက်တာနဲ့နေတိုင်းကျက်တာပဲဟာကကောင်းတယ်မဲတဲ့ဟုတ်ပါလားနေတိုင်းကျက်တာကအဲ့ဒါဘာရှိတဲ့လူလဲဒါပေမဲ့သားတို့နေတိုင်းကျက်သလားမလိန်နဲ့နော်မလိန်နဲ့နော်သားတို့နေတိုင်းကျက်သလားမကျက်ပါဘူးဖျားတဲ့မကျက်ရင်လိန်မာတဲ့လူလားမိုက်တဲ့လူလားလောကမှာဘယ်လိုလူကတန်ဖိုးရှိလဲ
ဟုတ်ပြီနော်ဒါဖြင့်သားတို့သမီးတို့ကစီကံရှိရှိတရားရှိနေကြမှာလားဒါဖြင့်ကျောင်းကိုမှန်မှန်ကျဲရမယ်စာကိုမှန်မှန်ကျဲရမယ်ဟုတ်ကဲ့လားအဲ့တော့ဘသူစကားနားထောင်ရမလဲတရားသံဃာမိဘဆရာဟုတ်ပြီလားဟဲ့ကဲကောင်းပြီဒါတခုနောက်သားတို့သမီးတို့ရဲ့ခဲတံတွေစာအုပ်တွေဖဏတ်တွေကိုသူများခိုးတာကြိုက်လားဒါဖြင့်ကိုကလည်းသူများပစ္စည်းကိုခိုးရမလားမခိုးရဘူးလားသူများပစ္စည်းကိုသူများမပေးပဲယူရမလားမယူရဘူးလားပေးရင်မပေးရင်အဲ့တော့မပေးတဲ့ပစ္စည်းကိုယူရင်ဒါစီကံရှိတဲ့လူလားစီကံမရှိတဲ့လူလားကဲစီကံမရှိတဲ့လူကလိမ်မာတဲ့လူလားမိုက်တဲ့လူလားဒါဖြင့်မိုက်တဲ့လူဟာကောင်းကျိုးခံစားရမှာလားအပြစ်တင်မှာလားအပြစ်တင်ပြီဆိုကျောင်းမှာသူများခဲတာစာအုပ်ကိုယူလို့သူများကသိသွားရင်ဆရာမဟူတိုင်ရင်မလုပ်ခံရမယ်အရိုက်ခံရမှာနော်အဲ့တော့လောကမှာကျတော့သူများပစ္စည်းခိုးတဲ့လူဟာဘယ်ရောက်မှာလဲသူများပစ္စည်းခိုးတဲ့လူဘယ်ရောက်မလဲသားတို့သမီးတို့ဒေဝရဲရောက်ချင်လားစီထဲမှာထက်အကျော်ခံချင်လားဒေဝရောက်တော့လေငရဲသားကြီးတွေကသားတို့သမီးတို့လှမ်းနေနဲ့ထုံးဓာတ်တွေနဲ့ခုတ်ဟုတ်ပြီနော်ခံနိုင်မှာမလားမခံနိုင်ရင်ခိုးမလားမခိုးဘူးလားခိုးတာနဲ့မခိုးတာဘယ်ဟာကောင်းလဲဒါဖြင့်ဘာရှိရမလဲစီကံရှိရမယ်ဟုတ်ကလားအဲ့တော့ဖေမပေးတဲ့မုံဘိုးကိုအိတ်ထဲကနေနှိုက်ယူမလားမပေးပဲယူမလားပေးမှယူရမလားလိုချင်ရင်ဘာလုပ်ရမလဲကောင်းမယ်မေမုံဘိုးပေးပါဘယ်လောက်တော့1000ဟုတ်လားဘာလို့ဆို100ပေးလို့လည်းလောက်မှမလောက်ပဲနဲ့မပေးရင်ယူရမလားမပေးရင်ဘာလုပ်ရမလဲလိုရင်ဘာလုပ်ရမလဲတောင်းရမယ်ခိုးယူရမလားမသိအောင်ယူရမလားလိန်ယူရမလားစာအုပ်ဝယ်မလို့ဆိုတောင်းပြီးတော့မုံဝယ်စားတယ်ဒီလိုလုပ်ရမလားအဲ့လိုလုပ်ရင်ဘာဖြစ်မလဲဒေဝရောက်မယ်အပြည့်တင်မယ်ဟုတ်ပြီလားအဲ့တော့သားတို့သမီးတို့ကောင်းတဲ့အလုပ်လုပ်ရင်ဆရာမတွေကအပြစ်ပေးမှလားစုချမှန်မှန်ကန်ကန်နေရင်သူများကကဲ့ရဲ့မှလားချီးမွမ်းမှလားဒါဖြင့်ကဲ့ရဲ့အောင်နေရမှလားချီးမွမ်းအောင်နေရမှလားဟုတ်ပြီနော်ကဲဒါဖြင့်သူများပစ္စည်းခိုးရမှလားမခိုးရဘူးလားကဲကောင်းပြီနောက်တစ်ခုကာမေတုမိစ္ဆာစာရာဆိုတော့ဒါကတော့သားရိသမီးတို့နဲ့ကြိုက်အောင်ပြောရမှာပေါ့လေအခုကျောင်းတက်နေတဲ့ကျောင်းသားတွေဟာစာမကျက်ဖဲနဲ့ကိုရီးယားကထိုင်ကြည့်နေရင်ဒါတို့စာရပါမလားကောင်းပြီကျောင်းတက်နေတဲ့အချိန်မှာကြီးစားထားရမလားအလုံးဒါကတော့ဒီချိန်ဒီလိုပြောမှဖြစ်တော့မှာနော်ကျောင်းတက်နေတဲ့အချိန်ကြီးစားထားရမလားကြီးစားထားရင်ဘာလုပ်မလဲအပြစ်သင့်မယ်ဆရာမဘာလုပ်ခံရမလဲအရိုက်ခံရဆရာမဘာလုပ်မလဲနောက်ပဲသွားမယ်ဟုတ်ပြီလားဟဲ့ဒါဖြင့်သားတို့သမီးတို့ကျောင်းတက်နေချိန်ဘာမလုပ်ရဘူးကြီးစားမထားရဘူးအလုံးမထနော်ကျောင်းတက်နေတော့ဘာမလုပ်ရဘူးလဲကဲရှင်းသလားနောက်ဆုံးတစ်ချက်မှုသားပြောမယ်ဗါလဲခုနမှုသားဝါဒမပြောဘူးလားမှုသားဝါဒဆိုတာဘာလို့တာလဲလိန်ညာတာမှုသားဝါဒဆိုတာသားတို့ကလိန်ရမှာလားမလိန်ရဘူးလားဘယ်သူကိုမလိန်ရဘူးလဲဘယ်သူမှမလိန်ရဘူးနော်ဘယ်သူကိုမလိန်ရဘူးလဲဘုရားတရားသံဃာမိဘဆရာကိုလည်းတငယ်ချင်းအချင်းချင်းကိုမောင်နှမအချင်းချင်းကိုအကိုနာကနေညာပြီးမုံဘိုးတောင်းတာတို့ညာပြီးတော့အကိုနာကပစ္စည်းတွေယူတာတို့လုပ်ရမလားအမနာညာပြီးမုံဘိုးတောင်းတာတို့လုပ်ရမလားကဲဒါဖြင့်ဘသူကိုမလိန်ရဘူးလဲ
သူကိုမှမလိန်ရဘူးမှတ်ထားတော့ဘသူကိုမလိန်ရဘူးလဲကဲလိန်ညာပြောတာကောင်းသလားလိန်တဲ့ညာတဲ့လူကိုသူများကရှင်းမွန်းသလားကဲ့ရဲ့သလားလောကကြီးကအကျိုးပြုပါလားအပြစ်ပေးပါလားအပြစ်ပေးရင်လိန်ညာတဲ့လူကချမ်းသာမလားဆင်းရဲမလားဒါဖြင့်လိန်သိသလားကဲသားတို့ဒီသမီးတို့ဒီနေ့ကစပြီးညာပြောတဲ့အလုပ်ကိုသိကြတယ်နော်သဘောကိုပေါက်သလားကောင်းပြီညာလည်းမပြောဘူးဆိုတော့ကဲဆဲမယ်ကွာဟမ်ပြောင်းတဲ့တယောက်ဆဲမယ်ဟမ်ကိုဆဲတာကြိုက်လားကြမ်းကြမ်းတမ်းတမ်းပြောတာကြောက်တယ်လားကြိုက်သလားဖိတ်ကောင်မင်းနဲ့ငါနဲ့ပြောတာနဲ့ခမည်းနဲ့ကျွန်တော်နဲ့ပြောတာဘယ်ဟာကောင်းလဲကျွန်တော်ကျမဟုတ်ကဲ့လားမင်းနဲ့ငါနဲ့ပြောရမလားဖိတ်ကောင်လို့ခေါ်ရမလားဒါဖြင့်ကြမ်းတမ်းတဲ့စကားကိုမပြောရဘူးကြမ်းတမ်းတဲ့စကားပြောတဲ့လူကိုသူများကကြိုက်သလားကိုကြမ်းကြမ်းတမ်းတမ်းပြောတာကိုကြိုက်သလားဒါဖြင့်ဆဲတဲ့ဆိုတဲ့အလုပ်ကိုလုပ်ရမလားမလုပ်ရဘူးလားဒါဖြင့်တငယ်ချင်းချင်းဆဲနေရင်မလုပ်မလဲမဆဲပါနဲ့ခင်ဗျာအပြစ်သက်လိုက်မယ်ဟုတ်ပြီလားဒီလိုပြန်ပြီးသတိပေးမယ်နော်မဆဲပါနဲ့ရှင်ဗာလေအပြစ်သက်လိုက်မယ်ဘယ်ရောက်မှာတော့ဆဲတဲ့လူကိုငရဲပြီးရောက်သွားရင်ငရဲသားတွေကလေအာကောင်ကိုတန်ကြွနဲ့ဖဲ့ဟုတ်ပြီနော်ရဲရဲနီနေတဲ့တန်ချောင်းကြီးမိဖုတ်ပြီးတော့ဗဇက်ကိုထိုးမှာဟုတ်ပြီလားအဲ့တော့အဲ့လိုခံနိုင်သလားမခံနိုင်ရင်သားတို့ကချမ်းချမ်းတန်းတန်းပြောရမလားဆဲဆိုတဲ့လို့လုပ်ရမလားဒါဖြစ်ရင်တိလိန်ညာပြီးတော့လေမပြောရဘူးကြမ်းတမ်းတဲ့စကားကိုလည်းဟုတ်ပြီတခါဂုံးတိုက်တဲ့စကားလည်းကဲသူများကတငယ်ချင်းနှစ်ယောက်တဲ့နေတာကိုယ်စီမလာလို့ဆိုပြီးတော့အဲ့ဒီတငယ်ချင်းနှစ်ယောက်ကွဲအောင်ဂုံးတိုက်မယ်နော်မနာလို့တူရှိဖြစ်မယ်ကောင်းသလားဒါတော့မနာလို့ဖြစ်ဘူးလားစဉ်းစားနော်ဖြစ်ဘူးတဲ့ကိုယ့်ထက်တော်တဲ့လူတွေ့ရင်မနာလို့တဲ့စိတ်ကိုယ့်ထက်မုန်းနေအများကြီးဝယ်စားတဲ့လူရှိရင်မနာလို့တဲ့စိတ်အဲ့ဒါလိုဖြစ်ရမှာလားမဖြစ်ရဘူးလားကဲကိုယ့်ထက်စာတော်တဲ့လူတွေ့ရင်ဘယ်လိုလုပ်မလဲသူလိုတော်အောင်ဟုတ်ပြီလားကိုယ့်ထက်စာတော်တဲ့လူတွေ့ရင်သူလိုတော်အောင်ကြိုးစားမယ်မနာလိုတဲ့စိတ်ဖြစ်ရမလားတငယ်ချင်းသူများမှာတငယ်ချင်းနှစ်ယောက်တဲ့နေတယ်ဆိုရင်ကိုကလည်းသူတို့နဲ့အတူတူမလုပ်မလဲတဲ့အောင်ကြိုးစားမယ်ဂုံးတိုက်ရမလားသူများကိုမဟုတ်မမှန်ပြောရမလားဒါဖြင့်တစ်လိန်ညာပြီးတော့လည်းမပြောရဘူးကြမ်းတမ်းတဲ့စကားလည်းဟုတ်ပြီဂုံးတိုက်တဲ့စကားလည်းဘယ်နှချက်ရှိသွားပြီလဲသုံးချက်နောက်တစ်ချက်ကြံသေးတယ်သိမ်ဖြင်းတဲ့စကားဘာလဲလဲသိမ်ဖြင်းတို့ဆိုတဲ့စကားဆိုတော့အခုသားသားတို့မိမိတို့ကကြောင်းတက်နေကြတဲ့အရွယ်နော်ဟုတ်ကဲ့လားကျောင်းမှာဗါတဲ့သိန်းတို့ကဲကျောင်းမှာလာပြီးတော့တငယ်ချင်းတွေအတူတူထိုင်ပြီးတော့စာကိုဆွေးနွေးနေတာနဲ့နော်ကိုရီးယားကအကြောင်းပြောတာဘယ်ဟာကောင်းလဲဟုတ်ကဲ့လားမနေ့ညကိုရီးယားဘယ်ပိုင်းရောက်သွားပြီလဲအဲ့ဒါလို့သိမ်ချင်းတဲ့စကားပြောရမလားသူများအတင်းပြောရမလားဘယ်သူတွေဘာလုပ်တာဆိုပြီးရှောက်အတင်းပြောနေမှနဲ့စာရင်စာကျက်နေတာကဟုတ်ကဲ့လားဟိဒါဖြင့်သိမ်ဖြင်းတဲ့စကားကိုအကျိုးမရှိတဲ့စကားကိုအဲ့တော့ကျောင်းမှာနေရင်ဘာအကြောင်းပဲပြောမလဲစာအကြောင်းပဲပြောမယ်ဟုတ်ပြီလားမှတ်မိတယ်နော်ကဲဒါဖြင့်ပြန်ပြောသားတစ်ဘယ်သူဘာမလုပ်ရဘူးလို့သူများအသက်ကိုမတတ်ရဘူးနှစ်ကသူများမပေးတဲ့ပစ္စည်းကိုမခိုးရဘူးမယူရဘူးသုံးကကြောင်းနေတော့မှဒီစားမထားရဒါလေးမှတာကြောင်းနေတော့မှဒီစားမထားရဘူးလေးကလေးညာမပြောရဘူး
ဘာလို့မညီတော့တာလဲတိလိန်ညာမပြောရဘူးနှစ်ကြမ်းတမ်းတဲ့စကားကိုမပြောရဘူးသုံးဂုံတိုက်တဲ့စကားကိုမပြောရဘူးလေးသိမ်ဖြင်းတဲ့စကားကိုမပြောရဘူးတော်ပါတော့ဤဟင်ဘယ်နှခုရှိဒါပဲဒါနံပါတ်4မှတ်ထားနော်ကောင်းပြီနံပါတ်5ကဲသားတို့သမီးတို့အရက်ထဲမှာအရက်သမားတွေမြင်မှုလားအာလိုတော်တော်ပေါ်ပုံရတယ်နော်ဟင်အရက်တောက်နေတဲ့လူကလမ်းဖြောင်းဖြောင်းရှောင်းနိုင်သလားစကားပီအောင်ပြောနိုင်သလားသူ့နားကဘာအနံ့ရဘယ်နဲ့ရတော့သူ့ကိုအပေါင်းအသင်းတွေကပေါင်းကျင်လားသူ့စကားကိုသူများကနားထောင်လားသူ့ပေါ်မှာသူများတွေကယုံကြည်သလားဒါဖြင့်သေရတောက်တဲ့အလုပ်ဟာကောင်းသလားအားလုံးဟုတ်ကဲ့လားအရက်သမားကြီးတွေကိုသားတို့သမီးတို့တဲ့သလားချစ်သလားမချစ်ရင်ဒီအရက်သမားဘဝဟာကောင်းသလားဒါဖြင့်အရက်သမားဒီလမ်းဖြောင်းဖြောင်းမလျှောက်နိုင်ဘူးလားဘာဖြစ်လို့မူးနေလို့ဘာဖြစ်လို့လဲအဲ့တော့မူးနေတဲ့လူကအမှန်သိပါမလားအကောင်းသိပါမလားဒါဖြင့်လူလိမ္မာခေါ်လားလူမိုက်ခေါ်လားကဲသားတို့သမီးတို့လည်းတစ်သက်လုံးအရက်ဟုတ်ပြီနော်အရက်သေးစာဘိမ့်ဘင်းကစောဆိုတာကောင်းလားဒါဖြင့်ဆေးလေးတောက်ရမလားမတောက်ဘူးလားကဲဆေးလေးတောက်တာဟာကောင်းသလားမကောင်းဘူးလားသိကြတယ်နော်ဒါဖြင့်အရက်လည်းဆေးလေးလည်းဘာဖြစ်လို့လဲဘာဖြစ်လို့လဲမကောင်းလို့ဆိုတော့မူးယူနေတဲ့လူကိုသူများကယုံကြည်သလားကိုယ်ကိုယုံကြည်တာနဲ့မယုံကြည်တာဘယ်ဟာကြိုက်လဲကဲသားတို့သမီးတို့ကမဟုတ်တာမမှန်တာပြောထားရင်ဆရာဆရာမတွေကိုပြန်ပြောတော့ဆရာဆရာမတွေယုံမလားဒါဖြင့်လိန်ရမလားမလိန်ရဘူးလားကဲအရက်မူးတဲ့လူကစကားမှန်မှန်ပြောသလားဟုတ်ပြီနော်ဒါဖြင့်သားတို့သမီးတို့စီကံရှိရမှာဘယ်နှချက်လဲ5ချက်စီကံရှိရမှာဘယ်နှချက်လဲအဲ့တော့ဒီ5ချက်ကိုအခုကြောင်းနေတုံးမှာနားထောင်ရမှာလားတစ်သက်လုံးနားထောင်ရမှာအခုနားထောင်ရမှာသမီးတို့သားတို့အတွက်စကားနားထောင်ရမှာဘယ်နှယောက်ရှိလဲဖရာရေကောင်းပြီဘုံဘုံမိမယ်သေချာနားထောင်အဲ့ဒီဘုရားတရားသံဃာမိဘဆရာသမားရဲ့စကားကိုရှေ့တင်နားထောင်ရမှာလားကွယ်ရာနားထောင်ရမှာစဉ်းစားတော့ရှေ့တင်နားထောင်မယ်ဆိုရင်ကွယ်ရာလှုပ်ရှားလုံးမှာပေါ့ကွယ်ရနားထောင်ရင်ရှိတယ်တော့မဟုတ်တာလုံးမယ်ပေါ့ဟုတ်ပြီဒါလို့သမီးတို့ကမိဘဆရာသမားစကားကိုရှိတယ်နားထောင်ပါလားကွယ်ရနားထောင်ပါလားရှိတယ်ငေါကွယ်ရကောနှစ်နေရာလုံးနားထောင်ရမယ်အဲ့တော့တစ်ခွန်းနဲ့ပဲဖြေလိုက်အချိန်တိုင်းနားထောင်ရမယ်ဘယ်လိုနားထောင်ရမလဲဘယ်လိုနားထောင်ရမလဲအခုရှောင်ကျင်ရမယ့်တရားဘယ်နှပါးလဲ5ပါးကိုဘယ်အချိန်ရှောင်ကျင်ရမှာလဲအချိန်တိုင်းကြောင်းတက်နေတုန်းလဲအိမ်မှာနေလဲအရက်ထဲမှာနေတော့လဲသူများအသက်ကိုသူများပစ္စည်းကိုဟုတ်ပြီသူများသားမယားကိုကြောင်းနေတော့မှဟုတ်ပြီလိန်ညာပြီးတော့သေရဲ့ဆေးလေးအလုံးဟုတ်ပြီနော်အဲ့ဒါပါလဲဆိုတော့စီကံအဲ့ဒါပါလဲအဲ့ဒီမှာတစ်ခုလေးသားလို့သမီးတို့ပြောအောင်မယ်နော်ဆရာဆရာမတွေလည်းအလုံးဒီနားမှာမေတ္တာရက်ခံပါတယ်စောစောကသားတို့ဩဃာသကြောတော့ဘုရားယရနာရဲ့ယရနာမြတ်3ပါးပဲကြောတာနော်
မိဘဆရာသမားပါသလားဒါပေမဲ့မိဘဆရာသမားမကြော့ရဘူးလားအေးနောက်ကိုကြော့ရင်မိဘဆရာသမားထည့်ကြော့ဟုတ်ပြီနော်ဘုရားတရားသံဃာမိဘဆရာသမားတို့အားယိုသေးမြန်တို့လက်စုံမိုး၍ကဲအဲ့ဒါဘုံမကောင်းဘူးလားမိဘဆရာသမားကျေးဇူးမရှိဘူးလားကဲဒါပြင်အလုံးဩကာသပြန်ကြော့မယ်ကြော့စမ်းကဲအားလုံးကြီးနော်အရှိန်ပါသွားတာကိုသားတို့ကဖြည်းဖြည်းမှမဆိုဘဲနဲ့မြန်မြန်ဆိုတော့မိသွားတာပေါ့ဘုရားယရနာတရားယရနာသံဃာယရနာမိဘဆရာသမားတို့အားယိုသေးမြန်တို့လက်စုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောပါဤအရှင်ဘုရားကဲအလုံးတညီတဲ့ဖြည်းဖြည်းမှန်မှန်လေးတစ်ခေါက်လောက်ကြောရအောင်ဩဂါသဘုရားယရနာတရားယရနာသံဃာယရနာမိဘဆရာသမားတို့အားယိုသေးမြန်တို့လက်စုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျှော့ကြောပါဤအရှင်ဘုရားကဲဒီလိုဆိုတော့5ဦးလုံးကြောပြီးသားမဖြစ်ဘူးလားအဲ့ဒါမိဘနဲ့ဆရာသမားခြံထားရမှာလားမိဘဆိုတာယိုသေးတိုက်သလားမယိုသေးတိုက်ဘူးလားမိဘဟာတသာမိမိတို့အတွက်ကျေးဇူးရှိမရှိအခုမိဘကသားတို့သမီးတို့ကိုမကြွေးပဲနဲ့ဒီအရွယ်ရောက်လာမလားနေ့တိုင်းသားတို့သမီးတို့ကိုအိမ်ကထမင်းမကြွေးဘူးလားအဲ့ဒါဘယ်သူကကြွေးတာလဲဒါဖြင့်မိဘကျေးဇူးရှိမရှိဒါဖြင့်ဒီကျေးဇူးရှိတဲ့လူတွေကိုပြန်ပြီးတော့စော်ကားရမှာလားကျေးဇူးဆက်ရမှာလားကျေးဇူးဆက်ရမှာဆိုတော့သားတို့သမီးတို့မိဘကသားတို့ကိုကြောင်းမထားဘူးလားကြောင်းထားတာဘာဖြစ်စေခြင်းလို့လဲခုနကကျေးဇူးရှိတာဘယ်နှယောက်လဲအဲ့9ယောက်ကသားတို့သမီးတို့ကိုဘာလုပ်လဲလိမ္မာအောင်ဆုံးမရတယ်အဲ့တော့ကြောင်းသွားပြီဆိုတော့ကြောင်းသွားတဲ့အခါဘာလုပ်စေချင်တာလဲလိမ္မာစေချင်တယ်နောက်ဘာလုပ်လဲလမ်းမှန်စေချင်တယ်လမ်းမှန်စေချင်တော့ကြောင်းမှာစာမတတ်ဖဲနဲ့သားတို့သမီးတို့လိမ္မာပါမလားလမ်းမှန်သိပါမလားဒါတော့ကြောင်းတက်တာဘာဖြစ်အောင်လို့ကြောင်းထားတာလဲလို့ဆိုရင်စာတတ်အောင်ထားတာဘာလို့အောင်ထားတာဒါပြန်အတန်းအောင်ထားတာလားစာတတ်အောင်ထားတာလားဒါပြန်စာမွေးမဖြေနိုင်ဘူးဆိုခိုးချရမှာလားဖြေနိုင်အောင်ကြိုးစားရမှာလားကဲစာမွေးမှာခိုးချတဲ့လူနဲ့ခိုးမချတဲ့လူဘယ်သူကလိမ်ပါလဲ
ဟုတ်ပြီနော်သူများကိုမေးပြီးတော့ဖြေတဲ့လူနဲ့မမေးပဲဖြေတဲ့လူဘယ်သူကတော်လဲဒါဖြင့်သူများနာခိုးချမလားကိုယ်တိုင်ဖြေနိုင်အောင်ကြိုးစားရမလားဒါဖြင့်သားတို့ကြောင်းနေတာဘာလို့ဖို့လဲလို့မေးရင်သာတတ်ဖို့အားလုံးပြောသားမှာကြောင်းနေတာဘာလို့ဖို့လို့ကြောင်းနေတာဘာလို့ဖို့လို့ဒါဖြင့်ကြောင်းသွားရုံသွားရမလားသာတတ်အောင်သင်ရမလားတင်ဟုတ်ပါလားနော်သားတို့ကြောင်းနေတာဘာလို့ဖို့ဒါဖြင့်ကြောင်းသွားရင်ဘာကိုကြိုးစားသင်ရမယ်သာကြိုးစားသင်ဖို့အတွက်ဘာရှိရမလဲစီကံရှိရမယ်ဘာရှိရမယ်အဲ့တော့ကြောင်းချိန်မှန်မှန်သိရမယ်စာမှန်မှန်ဆရာစကားဟုတ်ပြီလားဟဲ့အိမ်စာတွေပေးရင်တော့ကိုယ့်ကိုတွက်မလားသူများနာကူးချမလားသူများနာကူးချရတာမသက်သာဘူးလားကိုယ့်ကိုတွက်တဲ့လူနဲ့သူများနာကူးချတဲ့လူဘယ်သူကတော်လဲဒါပေမဲ့အိမ်စာပေးရင်ကူးချမလားအဲ့တော့ကြောင်းမှန်မှန်သိရမယ်ဟုတ်ပြီနော်ကဲဒါဖြင့်ကောင်းပြီအဲ့တော့ဘုန်းဘုန်းတို့အားလုံးဒီနေ့မှတ်ရအောင်အများကြီးမပြောဘူးသားတို့သမီးတို့ဒီနေ့ဦးဇင်းတို့သားတို့မိမိတို့အတွက်ကျေးဇူးရှိတာလောကမှာဘယ်နှယောက်ရှိလဲဘာတွေလဲအဲ့ဒီကျေးဇူးရှိတဲ့၅ယောက်ကသားတို့သမီးတို့ကိုဘာပြောလဲလိမ္မာအောင်သုံးမတယ်လမ်းမှန်ကိုပြတယ်ဒါဖြင့်ဒီ၅ယောက်ရဲ့စကားကိုသားတို့သမီးတို့ကဆန့်ကျင်ရမှာလားနားထောင်ရမှာလားရှေ့တွေနားထောင်မှာလားကိုယ်ရနားထောင်မှာလားသာဓုအချိန်တိုင်းဖေဖေမေမေမရှိဘူးဆိုပြီးအိမ်မှာဖေဖေမေမေကအပြင်သွားနေတယ်သားတို့သမီးတို့ကထင်ရလောက်ရမှာလားဖေဖေမေမေဆုံးမတဲ့အတိုင်းနေရမှာလားဟောပါပြီအတန်းထဲမှာဆရာမမလာသေးဘူးဆရာမမရှိဘူးဆိုတော့ထင်သလိုနေမှာလားဆရာမပြောတဲ့အတိုင်းနေရမှာလားဒါဖြင့်ဒီ၅ဦးရဲ့စကားကိုရှေ့တင်လဲနားထောင်ရမယ်ဝယ်ရလဲနားထောင်ရမယ်ဟုတ်ကဲ့လားဟိအဲ့တော့သူများအသက်သားရမလားမသားရဘူးလားသူများဥစ္စာကြောင်းနေတော့ဟုတ်ပြီလိန်ညာပြီးတော့ရန်တန်းတဲ့စကားဂုံးတိုက်တဲ့စကားစာကလွဲပြီးတခြားသောစကားတွေရှင်းတတ်တယ်နော်သေရဲ့အလုံးသဘောကျသလားအဲ့တော့တို့ဘာရှိရမလဲကျောင်းမှာကျောင်းစည်းကမ်းအိမ်မှာအရက်ထဲမှာဟုတ်ပြီနော်အဲ့တော့စည်းကမ်းရှိတဲ့လူမှတိုးတက်မယ်ဘာဖြစ်လဲဒါဖြင့်သားတို့သမီးတို့ကစီးမဲ့ကမ်းမဲ့နေရမှာလားစီးနဲ့ကမ်းနဲ့နေရမှာလားကောင်းပြီသားတို့ကိုနောက်ဆုံးတစ်ခုပြောမယ်အလုံးသားတို့သမီးတို့စဉ်းစားပြီးဖြေပါစီးနဲ့ကမ်းနဲ့နေတဲ့လူကလွတ်လပ်သလားစီးမဲ့ကမ်းမဲ့နေတဲ့လူကလွတ်လပ်သလားဟုတ်ကဲ့လားဟဲ့ကဲသူများပစ္စည်းခိုးထားတဲ့လူကလွတ်လွတ်လပ်လပ်နေလို့ရလားဘာမရှိလို့လဲဒီကမရှိတော့ဆရာမကကြည့်လိုက်တော့လဲငါအများသခိုးဖမ်းတော့မှလားလို့မကြောက်ဘူးလားဘေးကတငယ်ချင်းတွေကကြည့်ပြန်တော့ငါအများသခိုးယူနေသလားလို့မကြောက်ဘူးလားလွတ်လပ်ကြလားဘာလို့မလွတ်လပ်လဲစီကံမရှိလို့ကဲလိန်ထားတဲ့လူကရောလွတ်လွတ်လပ်လပ်နေလို့ရသလားဘာလို့မရတာလဲစီကံမရှိတော့အလိန်ပေါ်မှာဆိုလို့ဘာဖြစ်တယ်အလိန်ပေါ်မှာဆိုတော့သူစီကံမရှိတော့လွတ်လွတ်လပ်လပ်နေလို့အဲ့တော့မိဘကိုလိန်ထားရင်မိဘကိုအမြဲတမ်းမဖြစ်တော့ကြောက်နေရဟုတ်ပြီနော်အဲ့တော့ဒီ၅ဦးကဦးဇင်းတို့ဘုရားတရားသံဃာမိဘဆရာဆိုတာ
ကြောက်เสียလားအားကိုးเสียလားသို့တော့သားတို့သမီးတို့ကစီကံမရှိရင်တော့ကြောက်ရမှာစီကံမရှိရင်စီကံရှိရင်အားကိုးเสียစီကံရှိရင်စီကံမရှိရင်အဲ့ဒါဖြင့်စီကံရှိတဲ့လူကဘယ်သူကြောက်เสียလို့လဲဆရာဆရာမဟောဆရာဆရာမစကားနားထောင်တဲ့လူကကြောက်ရတာလားနားမထောင်တဲ့လူကကြောက်ရတာမိဘစကားနားထောင်တဲ့လူကကြောက်ရတာလားနားမထောင်တဲ့လူကကြောက်ရတာလားကဲကြောက်နေရတာကောင်းလားကဲသားတို့ဘယ်သူကြောက်တော့ကဲသားတို့သမီးတို့အားလုံးပြောသားဘယ်သူကြောက်တော့ဘုရားကိုကြောက်လားအားလုံးသားတို့ပြီးတော့မှဒါလေးပြီးရင်ပြီးပြီနော်ဒီနေ့ဒါလေးမှတ်ထားမနေ့ပြန်ကြခုံးကမိမနော်အဲ့တော့တိဖះကိုကြောက်လားဘာလို့မကြောက်တာလဲဖះစကားနားထောင်တဲ့လူနဲ့နားမထောင်တဲ့လူဘယ်သူကကြောက်ရတာလဲအဲ့ဒီသားတို့သမီးတို့ကဘယ်သူစကားနားထောင်မလဲဖះစကားနားထောင်ရင်ဖះကိုကြောက်เสียဟုတ်ပြီနော်နေ့တရားကိုရောကြောက်သလားသံဃာကိုရောရိုက်မှာနော်ဘုံဘုံကရိုက်မှာဟမ်ကြောက်သလားမကြောက်လားဘာလို့မကြောက်တာလဲဘုံဘုံစကားကိုဘုံဘုံကရိုက်မယ်ဆိုတာနားထောင်တဲ့လူကိုရိုက်မလားနားမထောင်တဲ့လူရိုက်မလားဒါဖြစ်သားတို့သမီးတို့ကကြောက်เสียလို့သလားဘာဖြစ်လို့ဘုံဘုံစကားကိုဒါဖြင့်ဖေဖေမေမေရောကြောက်သလားဟဲ့အိမ်ကစောင့်နေတာနော်ဟမ်အိမ်ကအဝင်ဝငါမကြောက်တဲ့လူရိုက်မယ်ဆိုဘယ်လိုလုပ်မလဲကြောက်เสียလို့သလားဘာလို့မကြောက်တာတော့ဒီကားရှိတဲ့မေမေဖေဖေစကားကိုရှင်းတယ်လားကြွယ်ရလားရှင်းတယ်နားတော့မလားကြွယ်ရလားအချိန်တိုင်းနားထောင်နေတဲ့လူကြောက်เสียလို့သလားဒါဖြင့်ဆရာသမားတွေရောကြောက်သလားဆရာတွေထိုင်နေတာတော့ဒီထဲမှာနော်ဆရာဆရာမတွေပါတယ်မကြောက်ဘူးဘာလို့လို့ဒီကရှိလို့ဆရာစကားကိုဟုတ်ပြီလားဟေ့ဒါဖြင့်လောကမှာကြောက်ပြီးနေရတာနဲ့မကြောက်ဘဲနေရတာဘယ်ရင်းကောင်းလဲမကြောက်ဘဲနေခြင်းဘာရှိရမလဲဘယ်သူတွေစကားနားထောင်ရမလဲဘုရားဟုတ်ပြီနော်နားထောင်တယ်ဆိုတာယိုသေးလို့လားမယိုသေးလို့လားလေးစားလို့လားမလေးစားလို့လားယိုသေးလေးစားတာနဲ့ကြောက်တာတူသလားဒါပဲသားတို့သမီးတို့ကကြောက်เสียလို့သလားဘယ်သူကိုကြောက်တော့ဘယ်သူကိုကြောက်တော့ဘာလို့မကြောက်တာတော့ဒါဖြင့်တရားရှိဘာရှိအောင်နေရမလဲစီကံရှိတဲ့လူကဒဲအိုးကြောက်เสียလဲစီကံမရှိရင်တော့ဘယ်ရောက်မှာတော့သွားမှာလားသားတို့ကဒဲအိုးသွားမှာလားနိဗ္ဗာန်သွားမှာလားနိဗ္ဗာန်သွားခြင်းဘာရှိရမှာလဲစီကံရှိတဲ့လူကကြောက်เสียမကြောက်တဲ့လူမှတော်တယ်ဟုတ်ပြီနော်ကြောက်တဲ့လူကမတော်ဘူးအဲ့တော့လူတော်ဖြစ်ခြင်းသလားလူညံ့ဖြစ်ခြင်းလူတော်ဖြစ်ခြင်းဘယ်သူမှမကြောက်အောင်ဘယ်သူမှမကြောက်ဘူးဆိုဘာရှိရမှာတော့မကြောက်ဘူးဆိုပြန်ပြောနေရမှာလားစကားနားထောင်ရမှာလားစကားနားမထောင်တဲ့လူနဲ့နားထောင်တဲ့လူဘယ်သူကကြောက်ရတာလဲဒါပေမဲ့သားတို့သမီးတို့နားထောင်ကြမှာလားရှင်းတယ်လားကြွယ်ရလားအချိန်တိုင်းနားထောင်ရမှာရှင်းတယ်လေကြွယ်ရလေကဲဒါပေမဲ့သားတို့သမီးတို့ဒီနေ့သူများအသက်ကိုဘယ်အချိန်မတတ်ရဘူးတို့ဟုတ်ပြီသူများပစ္စည်းကိုဘယ်အချိန်တို့သူများသားမယားကိုမစော်ကားဘယ်အချိန်တို့ကြောင်းနေတော့ပါဟုတ်ပြီနော်ဘွဲမရမရှိမထားရဘူးနော်ဟုတ်ပြီနောက်တစ်ခုလိန်ညာပြီးတော့
ကဲဒါဖြင့်သားတို့ဒီမိတို့ဒီနေ့သူများအသက်ကိုဘယ်ချိန်မတတ်ရဘူးတို့ဟုတ်ပြီသူများပစ္စည်းကိုဘယ်ချိန်တို့သူများသားမယားကိုမစော်ကားဘယ်ချိန်တို့ကြောင်းနေတော့ပါဟုတ်ပြီနော်ဘွဲမရမရှိမထားရဘူးနော်ဟုတ်ပြီနောက်တစ်ခုလိန်ညာပြီးတော့မပြောရဘူးဘယ်ချိန်တို့ဟုတ်ပြီအရက်သေးစားအဲ့ဒါဘယ်ချိန်တို့ဒီ၅ခုကတစ်သက်လုံးနားထောင်ရမှာဘယ်လိုနားထောင်ရမှာစီကံရှိတဲ့လူကကြောက်ရလားမကြောက်ဘူးလားဒါသားတို့သမီးတို့ဘယ်သူ့ကိုကြောက်တော့ဟာဘယ်သူမှမကြောက်ဘူးဆိုတာဘာရှိလို့ကဲအားလုံးနားလည်ပြီနော်ကဲဒီနေ့ပြောသလောက်မှတ်ထားမနေ့ပြန်ကြဘုန်းဘုန်းကအသစ်တက်ပေးမယ်နော်ဒီနေ့ဘာအကြောင်းပြောတာလဲစီကံအကြောင်းကိုးကွယ်စရာအနန္တောအနန္တအဲ့တော့မိဘဆရာသမမမေးကြနဲ့နော်အဲ့တော့ယရတမြတ်၃ပါးနဲ့တကွမိဘဆရာသမားတို့အားယိုစေမြတ်တို့လက်ဆုံမိုး၍ရှိခိုးပါဖူးမြော်မှန်ရော့ကဲဘုံဘုံတို့ဩဝါဒသိရအောင်ဩဃာသနဲ့ခုနကတိုင်းညီညီညာညာရှိခိုးကြစို့ဩဃာသသံဃာယရနာမြတ်သုံးပါးတို့နှင့်မိဘဆရာသမားတို့အားယိုစေမြတ်တို့ဘုရားတရားသံဃာမိဘဆရာသမားတို့အားယုတိမြတ်တို့လက်ဆုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြရသောသံသာမိမိတို့အားလုံးဘုရားစကားတရားစကားသံဃာမိဘဆရာစကားတို့ကိုအသက်ထက်ဆုံးယုတိစွာလိုက်နာကျင့်သုံးရပြီးတော့အမျိုးကောင်းသားအမျိုးကောင်းသမီးတို့အနေနဲ့မက်ဖို့နိဗ္ဗာန်ကိုလင်းမြန်စွာရရှိနိုင်တဲ့လူလိမ္မာလေးများဖြစ်ကြပါစေ